အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ solo hiking blog ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ပထမဆုံး solo hiking တွေ့ကြုံပဲဖြစ်ပါတယ်ဒီကျွန်တော်ရောက်နေရတော့တော့မှာပါကျွန်တော်တိုကျိုကနေပြီးတော့2 နာရီခွဲလောက်ဝေးတော့ကျွန်တော်6 နာရီခွဲလောက်ဆက်တာဟွာလောက်လာရတယ်9 နာရီခွဲ10 နာရီမှတင်လောက်ရောက်တယ်ဗျခုကကျွန်တော်ပထမဆုံးတွေ့ကြုံဆိုတော့ heavy တက်မှာမဟုတ်ဘူးမကရှိမိချီတော့ပါမယ်ဟုတ်ပါ昔見ちる。OK，ကျွန်တော်ခုအစားပဲရှိသေးတယ်။အပေါ်မရောက်သေးဘူး။ခုမှတက်မှရှိပါသေးတယ်။ရဖိုင်။ရန်လာတယ်။ကျွန်တော်ဒီ hiking ပဲသွားတာဆိုတော့ကျွန်တော်ပြန်မှာပါ။ကျွန်တော်ဒီမှာညမအိပ်ပါဘူး။စတက်ပါတော့မယ်။အဝင်နေရန်လာတယ်ကျွန်တော်ရောက်တာကြာပြီ။အဝမ်းမှာတောင်းပတ်တွေကပုံပြီးလှလို့ဆိုရိုက်နေတာကြာပြီ။ဆောက်ရမနက်စားလဲဒီမှာပဲစားတာဗျာ။ဟိုတောင်းရှိမှလည်းစားလဲ။မဝင်ရသေးဘူးရန်လာတော့ဓာတ်ပုံရိုက်တာနဲ့ကြာနေ။ခုမှတက်တာ။ခုဆိုလို hiking မှာကျွန်တော်တယောက်တည်း။ဒါလို့တယောက်တည်းဖြစ်တယ်ဆိုတော့တယောက်မှခေါ်လို့မရဘူး။ဒီလိုမအားတာနဲ့ဆောင်းဝဲရှိပြီးကြောင်းဖြတ်နေရတာ။အဲ့လိုပါ။ခုကတော့အဝင်မြင်တွေ့ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။အဲ့ပါရှိတော့အားပေးကြပါဦးခင်ဗျာ။โอเคကျွန်တော်ဘလို့ရရင်ဝင်လိုက်တော့မှဘောတက်ဒီလိုင်းမမြင်ဝင်မှာဝင်ပဲနဲ့ဟိုဘက်တက်တော့ဆောက်ကပြောင်းโอเคကျွန်တော်ဒီလမ်းမှာမူကရှိပြီးချစ်တာအဝင်ရှိပါတယ်ဝင်လိုက်ပါဦးအဲ့တော့ဟိုဘက်ဗျာဒါဒီလမ်းမှာတော့သူပြထားတဲ့ view point ရှိတယ်ကျွန်တော် map တွေပါအင်းကနေပြီးတော့ down လာတယ် Google ကနေပြီးဖြတ်ကျင်းကြပြန်ကျွန်တော်ကျင်းကြတဲ့ဝင်ကြည့်လိုက်ပါဦးမယ် Okay ဒီကတော့မှဟို map fighting တက်လိုက်ပါကျွန်တော်အပေါ်ထိမရောက်ပါဘူးတော့မှတင်ဆိုဟိုကြောင်းနဲ့နှစ်ခုမြောက်မှကျွန်တော်ပြန်ဆင်းလာတော့မောကလီကားရမိုက်တယ်ကျွန်တော်ပထမဆုံးတွေ့ကြုံဆိုတော့ပို့ပြီးမောတယ်ဒါကြီးရောအေးစီရောဖိုင်းတယ်ကျွန်တော်မိုးလေဝသတွေပါကြည်လာမိုက်တယ်အဲရှမ်းပြည်နယ်ရောက်သွားတယ်တောင်ပြီးကအိမ်လေးတွေပါလေးတွေကျွန်တော်ဆက်တက်လိုက်ပါဦးဒီလီကားတော့ကျွန်တော်လက်လျှော့လိုက်ပါခဏလေးကတက်လိုက်ရကျွန်တော်မောလာထွေးတယ်မရ solo hiking လာတာကောင်းတယ်ဆိုလဲဘာလို့လဲဆိုရင်ဖုန်းနဲ့ဗီဒီယိုရိုက်ထားပြီးပြန်သွားတယ်တပည့်နှခါမောအဲ့ဒီလမ်းလျှောက်တာထွတ်ဒီထိုင်ပေါ်နဲ့တေးပြီးရိုက်လို့ရှိရင်နှခါမော Okayချောင်းနဲ့ရောက်လာပါမိုင်းဒီမိုင်းနာဆွာရအောင်အမိုက်တွေပါယူလာဒီဆောင်ခိုင်းကောထတ်တယ်မော်ရီဆိုမှအင်တာနက်ဆိုမှကျွန်တော်view point နေပါပြင်ထိုင်ပြီးနားမယ်ခု view point နောက်တစ်ခုတွေ့ပါဒီအတက်ပါပြတော့ဘောရှိတယ်ရာရှိ Okay တက်လိုက်ပါဦးview point မဟုတ်ဘူးလားအဲ့အိုးကြီးပါလားပုံမှန်အိတ်ကူနေပါမြင်နေတာကျွန်တော်လူနေရလား
လူနေတော့တယ်ကျွန်တော်ထဲထဲတွေ့မှာဒီလိုလူရှိလို့တွေ့တာအားလာကြီးကောင်းတယ်ယူပွက်နေဒါမျိုးခဏနဲ့ချက်ချွေးပြန်လာကျွန်တော်အိမ်မှာ Mac down တော့ဗျာကျွန်တော်ပြောလို့ချက်ကြည့်ပြန်နေတော့ဒီတိုင်းစုပြတာတော့ချက်ကြည့်ပြီးတော့ဗျာမင်းတို့ပထမဆုံးတွေ့ကြုံနေရှော့ရှင်းရှာတော့ဗျာဒီကနေ့ level နေရတော့မကရှိမချစ်တော့တယ်လို့ပြောတာအဲ့ဒီမှာကျွန်တော်ဘာဖြစ်လဲဆိုတော့မားလည်းငါ့ကိုထင်သေးရတာပေါ့မကရှိမချစ်ဘာလို့အောင်မလဲလို့အဲ့ထက် hack level hack တဲ့တောင်သွားလို့ဆိုပြီးကျွန်တော်ရှာနောက်မှကျွန်တော်မကရှိမချစ်ပဲရေးတာဗျာကိုကမကရှိမချစ်ကိုကျွန်တော်အစပဲရှိသေးချွေးပြလိုက်ဟောလာချွေးထွက်လာဆောင်းရီတလီတာပါလာလောက်လာမသိဘူးဒီကအရင်ကလူနေကြအိမ်လူကျော်ဆိုစားတော့ဆိုင်နေတယ်အဲ့ကြောင့်ခဏနားလိုက်ပါဟိုမှာလိုင်းကောင်းရှိလိုင်းကောင်းဆုံးစလိုက်လိုင်းကောင်းရှိရထိုင်ဝင်လို့မရဘူးအာဘူးနိုင်အာဘူးနိုင်တချီရီကင်းရှိတယ်ကျွန်တော်ရေးစိတ်ထွက်တယ်ဒီဘက်နေပို့နေချင်းတော့ရမ်းလာကျွန်တော်ခေါ်တာခတ်တာလို့ခေါ်ကြဘာပဲမျိုးစားလေးတော့မသိခင်းရှူးပင်ဆောင်းရမိုင်းရိတ်ရှာမကုန်းတော့မူမီကြီးချိန်လာလို့ရှင်မိုးလာဒီနောက်မှာမူမီကြီးပင်မဟုတ်ဘူးဒါခင်းရှူးပင်ခိုးကမူမီကြီးပင်ရှိ10လပိုင်း17လပိုင်းလောက်လာလို့ရှင်ကျွန်တော်မူမီကြီးနဲ့တွေ့ရတယ်ခုကမူမီကြီးချိန်မို့စက်တင်ဘာရှိပြီဆိုမူမီကြီးချိန်မြောက်တယ်ဒီလိုဆိုင်းဘုတ်တွေရှိဗျာအာဘူးနိုင်တချီရီကင်းရှိတော့ပါလို့ရှိစထားလန်းဟောင်းလမ်းစထားတန်ကြောင်းအဲ့လိုလေးပဲရှိရင်မဝင်တာကောင်းတယ်မဝင်လည်းမဝင်တဲ့မှာမဝင်ရဗျာဝင်ကိုမဝင်တဲ့ဒီထားလန်းဟောင်းနေတယ်ရင်းတော့ဒီထားလန်းရှိကြတဲ့ထင်တယ်ဒီနေ့ကျွန်တော်ကအခုတော့မှစတေးရှင်းအောင်တော့လည်းကျွန်တော်လူတွေတွေ့မြန်မာ4-5ရောက်တော့တွေ့လိုက်သူတို့ဘေးလန်းသွားတယ်တော့ခုမတွေ့တော့အောင်မလားကျွန်တော် view ပွားတော့အများကြီးပဲကျွန်တော်တော့ခဏခဏရရနေပေါ်ရောက်ချောင်းရောက်โอเคဆက်တက်လိုက်ပါဦးမယ်မိုးကိုင်းကြီးပို့လိုက်ပြီဗျာခုကလူအေးလာတော့လေမိုးရွာနေမှုဖယ်နေကျွန်တော်မှတ်လို့ချင်းလို့ဖြုတ်လို့ကောင်းနေကြိုက်လို့ပို့လိုက်ပါတာမော်ရောက်လာပဲအပေါ်ရောက်လာတဲ့လေးတပြူးလေးနဲ့နည်းနည်းလေးစိတ်လာအောက်မှာတော့အေးတော့ဒီကြောင်လူတယောက်တော့ဆောက်ပြီးပါကျွန်တော်လည်းဟိုက်နေတယ်လို့ရှိဒီနေ့ရထားလဲခုနကဒင်းကြပဲမဝင်နေဆိုရင်လည်းမလူတော့တူပါโอเคပေါ်တော့ရှိပါဟိုချောင်းနဲ့ကြားတယ်ကျွန်တော်ကတော့ပထမဆုံးဒီကနေ့လေးဖြစ်တဲ့အတွက်ဒင်းကြဖြစ်တယ်မဝင်နေဆိုရင်ရောမဝင်တော့ဘူးတော့အဲ့တော့ဆဲလာမလို့တော့ပထမဆုံးချိန်ဆိုတော့ပြတော့ဖြုတ်လို့ချင်းလို့ကောင်းနေရှိရောအောက်မှာချောင်းလေးရှိတယ်အောက်ကိုစင်းလို့မလွယ်တော့ဘူးလင်းကြရေးပြန်တော့ရေးယူလို့ရတယ်ကီတရားတစ်စင်းတော့တွေ့ပါရှိကျွန်တော်မကြည့်ပြီးသွားမယ်လေဘာလို့လဲဆိုတော့လမ်းပြောက်သွားမှကြောက်အဲ့ကောလူလမ်းတိုင်းမှာတော့ဗျာလမ်းအခွားတွေပါမရှိတော့ဆင်းပြီးရဆက်သွားလိုက်ပါဦးတရားလေးဖြတ်လိုက်အောင်နေဘက်သွားမယ်ခရီးသွားမယ်ဆိုပြီးတော့မှန်းထားတော့ကျွန်တော်ကြာပြီဗျာ6လပိုင်းလောက်ခနေရ6လပိုင်းဆိုတော့ဒီနေ့2025ဆာလည်းကျွန်တော်မှန်းထားဗျာကျွန်တော်အလုပ်ရရင်90ရရင်လို့ရှိရင်ကျွန်တော်ခီးထွက်မယ်ဆိုပြီးမှန်းထားဗျာကျွန်တော်6လပိုင်း
ကျောင်းပိတ်တာ8လပိုင်း12ရက်နေ့ကနေပြီးတော့9လပိုင်း30ရက်နေ့ထိပြ။ဒီဆိုရင်9လပိုင်း26ရက်ထိရောက်ပါတယ်။ကျွန်တော်အဲ့ဒီတော့သွားမယ်9 day ရန်သွားမယ်ဆိုတော့ကျွန်တော်သွားကျင်နေရတော့ကြာပြီဗျာ။ဒါပေမဲ့ကျွန်တော်မသွားဘူးဗျာ9 day မြန်ဒီလိုမသွားဘူးဆိုပြီးတဲထင်းနေဗျာ။အဲ့ဒါ9 day ရလာနေကျွန်တော်ထွက်လာတာပါ။အဖကကျွန်တော်လူစုရဗျာ။အတူတူသွားဖို့ကျွန်တော်အလောက်ကတင်ငယ်ချင်းတွေပါစုတယ်။လောက်ကတင်ငယ်ချင်းတွေသွားမယ်ပါညာ။မသွားလို့မခွင်စိတ်ဆုံးမှာမသွားပြန်စိတ်ဆုံးမှာဆိုပြောကျွန်တော်သွားမယ်သူပြောတော့ကြာသူကတောက်ကြနေလှုပ်ရှိလို့လည်းမလိုက်ဖြစ်ဘူးကျွန်တော်ညီကလည်းလိုက်လို့မရပါသူလည်းရချင်းတာမားတာဗျာကျွန်တော်စတော့သူသွားမယ့်ရက်ကိုကျွန်တော်တောက်ကြနေကိုကျွန်တော်လက်လိုက်တာကျွန်တော်လုပ်ကိုညာဆွမိယူပြီးထွက်လာပြီးတော့သူကကလနာကြီးမားတာပါချင်းရဲ့ကြောင်းသူကဆာမရေးလူပုံစံမျိုးရှိရမီနီတက်စ်ကြီးရဗျာအဲဒါကြောင့်ကျွန်တော်တယောက်တည်းပဲထွက်လာဘယ်သူမှခေါ်လို့မရဘူးကျွန်တော်တယောက်တည်းပဲထွက်လာ10 နာရီ40ရှိပါပြီနောက်ကဟာယူတူတက်ဒီလိုတက်ဒီကနေတော့ဒီလိုပြန်တက်ဒီလိုဗျူးပွိုင်တော့ပုံရိပ်တယ်လည်းကြားကြနေပါရှုကကျန်တက်ရရင်လာတယ်လူဝင်လိုက်မလာတော့လူဖြက်ရှုကချင်းရှုတယ်အမြင်ကြီးဟိုအောက်ချရနေပြီးတော့ဟိုဘော်ဒီကြီးအဲ့ဒီတော့ကြားလောက်ဒီမှာကြအကာမရှိဘူးပြုတ်ကြမှာဆိုရင်ပြကျွန်တော်တိုင်းလည်းတွေ့ပါမီတာနေရာရှိမှတိုင်းလည်းရှိပါခရီးမှာရေရနိုင်လားမသိဘူးရှိရကျွန်တော်ရှိသေးဗျာလမ်းမှာပြတ်သွားမှာဆိုရင်တိုင်းလည်းဆိုင်မို့တော့တွေ့ပြီကြည့်ဘက်တော့ရှင်တော့ station ရှိAK ရှိရဗျာဆိုင်ရှင်တော့ station ရှိရဗျာခုမှမရှိတော့ဘူးဆိုင်ဖို့ရှိပြီးကျွန်တော် try နဲ့တော့တယ်ဒီလောက်ကျွန်တော်ယူရဟိုဘက်တော့မလားဒီဘက်တော့မလားပထမတော့ဟိုဘက်တော့မယ်ဗျာဘာလို့လဲဆိုတော့ try နဲ့တော့ try လည်းပြီးရမှာကျွန်တော် map ထဲအညွှန်းနဲ့တိုင်းတော့ရ map ထဲနေပြောဖောက်ပြီးတော့ဗျာအဲ့လိုဆို map ထဲမှာကျွန်တော် view point တွေအများကြီးရှိရဆိုရင်လမ်းဗျာပြောပြအောင်လေ high ကဓမ္မတွေသွားဘူးပြီးတော့ map တွေပါလေဆွဲထားတယ်အဲ့ဒီတိုင်းကျွန်တော်သွားဖိုင်းတော့ဝင်လာဒီမှာကားလေးပါရှိရဖိုင်းလည်းတော့လိုက်